မန္တလေး FM တိချစ်သူများမင်္ဂလာပါခင်ဗျာတေးဖွဲ့သူရဲ့လက်ရမွန်တေးဂီတအစီအစဉ်မှာဂီတစာစုကိုထွန်းမြင့်ရဲ့တခြင်းများနဲ့ဖျော်ဖြေတင်ဆက်ပေးမှာပါပထမပိုင်းဖျော်ဖြေတင်ဆက်ရမှာတခြင်းကားဖို့ကိုဂီတစာစုကိုထွန်းမြင့်နဲ့ကျွန်တော်အခုလိုတွေ့ဆုံပြီးတော့မေးမြန်းခဲ့ပါတယ်အကိုကိုထွန်းမြင့်ရေမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုဆိုရေအကိုရဲ့တေးရေးအမည်ကအရင်တော့မောင်ထွန်းမြင့်နော်ဟုတ်ပါတယ်ခင်ဗျာအကိုကတကယ်ကိုဂီတမျိုးရိုးပဲအကိုရဲ့ဖခင်ကလည်းကန်တွင်ဂီတစာဆိုကြီးဗဟာယဆရာတင်တဲ့မိခင်တော်တောင်းနော်ဟုတ်ပါတယ်ခင်ဗျမောင်နှမသားချင်းကဘယ်နှယောက်ရှိပါလဲ၄ယောက်ရှိပါတယ်အကိုကကျွန်တော်ဒုတိယပါအကိုကြီးကိုခင်ညွန့်ကကွယ်လွန်သွားပါပြီကျွန်တော်ဒုတိယသားကိုထွန်းမြင့်ပေါ့နော်တတိယညီမ2ယောက်ပါမာပြူမာချိုပေါ့လေမာပြူကတော့ဂီတလောကမှာဗဟာယဝိုင်းမှာတည်ဆိုရင်ကနေပြီးတော့အခုတော့ရလာသွားပါတယ်ကိုက1300တခုခလားဟုတ်ကဲ့ခင်ဗျကစုံလာပြီးကျော်17ရက်မှာစနေနေ့မှာရန်ကုန်မှာမွေးတယ်နော်ဟုတ်ကဲ့ခင်ဗျကိုရဲ့ဂီတဆရာတွေရောဂီတဆရာတွေကတော့2ပိုင်းပေါ့နော်ခေအောင်တီးဂီတဒီကိုကျွန်တော်လေ့လာခွင့်ရအောင်ဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်တွေကတော့ဆရာကြီးဧဝံခင်မောင်ဆရာဂီတဥပစောကြီးဆရာကြီးဥပဒံဆောင်းဥပဒံပေါ့နော်နောက်ပြီးတော့ဆရာကြီးသခိုင်းဥလှရွှေဆရာရနိုင်စိန်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ရုပ်ရှင်နဲ့ပြသအစည်းအရုံးပေါ့လေဟိုတုန်းကစံနေရဥမောင်နေဆရာရနိုင်စိန်အစရှိတဲ့ပုဂ္ဂိုလ်တွေခေဟောင်းတေးတွေနဲ့နှီးနဲ့ဆက်ဆက်တဲ့ဂီတဆရာကြီးများဖြစ်တယ်လို့ကျွန်တော်အတွင်းကြကြပေါ့နော်ဂီတလောကမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေခေဟောင်းတေးဂီတရဲ့ပညာရှင်တွေရဲ့အကြောင်းတွေကိုကျွန်တော်တို့ရှိရသိရှင်လေ့လာမှတ်တမ်းတင်ခွင့်ရခဲ့ပါတယ်ဒီဘက်ခေတ်မှာတော့ခုနပြောလို့ပေါ့လေပုဂ္ဂလိတရားဦးကိုဦးရဲအောင်ဦးအောင်ကိုဦးလာထော့ဦးလာမိုးအရေးပမာကျွန်တော်အတွက်အင်မတန်အင်အားတွေဖြစ်စေခဲ့တဲ့ဂီတလောကကိုတွန်းပို့ပေးခဲ့တဲ့ဆရာပထမမူရင်းဆရာအစ်စ်ကတော့အဆိုတော်ကြီးကိုကျော်ညွန့်မှာသူနဲ့ကျွန်တော်နဲ့ကန်တော်လေး state မှာကျောင်းတက်ရင်အဲ့ဒီအချိန်မှာလည်းအဲ့ကျောင်းမှာကိုဥက္ကာတို့ကိုစက်မှုတို့ညွန့်စိန်တို့ရှိကြပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့သိပြီးမင်းနေပြီမဲ့ကိုကျော်ညွန့်နဲ့ကျွန်တော်ကတော့တရန်နဲ့ပေါ့နော်တရန်နဲ့ဆိုတော့ကိုကျော်ညွန့်ဟာဂီတဝါဒရှင်ပညာရှင်တယောက်လည်းဖြစ်တယ်လို့အဆိုကျွမ်းကျင်ပိုင်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်သူနဲ့တွဲပြီးတော့ကျွန်တော်ဟာဂီတလောကရဲ့ပထမခြေလှမ်းဖြစ်နေ1950နဲ့တခုနှစ်ခုလောက်မှာပေါ့နော်50နောက်ပိုင်းကျွန်တော်ဂီတလောကကိုလေ့လာခွင့်ရခဲ့ပါတယ်ရတဲ့အခါမှာကျွန်တော်ပထမဆုံးရတာကတော့စန္ဒယာဦးမြင့်သိန်းစန္ဒယာကိုဟန်တိတ်ခေါ်ကိုတီဟကိုမင်းတော်ဦးစီးရဲ့တီဟအပြောင်းဒုတိယဖွဲ့အဲ့ဒီဖွဲ့နောက်စန္ဒယာကိုကုန်းစော်ရဲ့အကူစန္ဒယာကုန်းမောင်ဒုတိယဖွဲ့ကိုတစ္ဆာတို့ကိုမိုးဝေတို့ကိုမိုးဆွေတို့ Grace ကြာညွန့်တို့ပေါ့နော်သူတို့ပါဝင်တဲ့စန္ဒယာကုန်းမောင်ဒုတိယဖွဲ့နောက်ချိုတေးသက်ဦးအောင်ကိုရဲ့ချိုတေးသက်ဖွဲ့ဒီအဖွဲ့တွေမှာကျွန်တော်ဝန်နာမီခရက်ဆစ်နာသွားပြီးတော့ဒီအဖွဲ့တွေတီဆိုတဲ့အခါမှာအတော်လေးနဲ့လိုက်မိတ်ဆွေတွေနဲ့လိုက်ပြီးတော့ကျွန်တော်စီဘူးလေးလာခွင့်ရခဲ့ပါတယ်မြန်မာကတော့အများကြီးပေါ့နော်မြန်မာကတော့ကြားစရာမြင်စရာကိုမင်းတော်ကိုကလာကိုမြာကြီးဦးမောင်မောင်ကြီးဂီတစာသူတွေမှာဆိုရင်တက်ကတုံးများဆိုကိုလာမိုးကိုကျစ်ဆွေကိုလာထော့ရခင်ဥက္ကဋ္ဌဟောင်းပေါ့နော်ဂီတစာသူဦးမောင်မောင်လကြပြာစရာပေါ့လေသူကြပြာတွေကကျွန်တော်တရှိုက်မမဲနဲ့ဆွဲဆောင်ခဲ့တဲ့ဂီတစာသူကြီးကြပြာစရာကြီးနောက်မှာသူတို့နဲ့အတူနောက်အဆိုတော်တွေကတော့အများကြီးပါပဲအဲ့ဒီခေတ်ကျွန်တော်ပြောခဲ့တဲ့ကိုမင်းတော်ကိုမောင်မောင်ကြီးတို့အသားရှိတဲ့အပြင်အခြားသောအဲ့ဒီခေတ်ကပေါ်လာတဲ့လူငယ်ဂီတသမားတွေလည်းအများကြီးပါပဲအဲ့ဒီပုဂ္ဂိုလ်တွေလည်းကျွန်တော်ကိုဆက်ဆောင်အားပေးခဲ့တဲ့ပုဂ္ဂိုလ်တွေပါစိတ်ဆိုသွားတဲ့ကိုမြင့်ဆွေးနောက်ကိုဝင်းဦးသချင်းတွေနဲ့ဒီဆိုပြီးတော့တခါကျွန်တော်တို့တင်ညာမှုသချင်းမှာဒီဆိုတော့တဲ့အဆိုတော်ကိုတမ်းမြတ်ဆိုနောက်ပြီးတော့ကျွန်တော်ဒီဘက်ခေတ်မှာကြိုက်ခဲ့ရတဲ့အဆိုတော်တွေကတော်တော်များပါတယ်များတဲ့အခါမှာကျွန်တော်တို့ကဂီတသမားဖြစ်တဲ့အတွက်ဂီတကိုရင်ထဲကလည်းခံစားရတယ်နှလုံးသားနဲ့လည်းခံစားရတယ်ဦးနှောက်နဲ့လည်းခံစားရတယ်ပေါ့နော်သူတို့သချင်းလေးတွေကျွန်တော်သဘောကျတယ်အဆိုတော်တွေကတော့အများကြီးပေါ့လေမိမအဆိုတော်တွေကတော့မအေးမြင့်တို့မအေးမတင်မြမအေးမြင့်မမအေးကိုပြောတာပါနောက်တော့မယီတန်းတို့ချိုပြုံးတို့မတင်လှတို့ဧဝံတင်လှဒီအဆိုတော်တွေကကျွန်တော်ဆွဲမဲ့ခဲ့တဲ့ဒါအများကြီးကြမှာလေကျွန်တော်ပြောတာမပြည့်စုံမယ်မယ်လို့တော်တော်များများကျွန်တော်တို့နဲ့ contemporary ပေါ့လေခေတ်ပြိုင်ဆိုခဲ့တဲ့ရေးခဲ့ကြတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုလည်းနှစ်သက်သဘောကျပါတယ်ကြားစရာမြင်စရာသင်စရာအားလုံးပဲဖြစ်ကြပါဟုတ်ကဲ့အခုပြောတာလွန်ပြည့်စုံပါတယ်အဲ့ဒီတော့အခုအရင်ဆုံးရေးခဲ့တဲ့သချင်းလေးကိုလည်းပြောပြပေးပါဦးကျွန်တော်ပထမဆုံးရေးခဲ့တဲ့သချင်းကတော့ကျွန်တော်စကိုင်းမှာအကြောင်းသားဘဝနဲ့ပေါ့နော်ကျွန်တော်အဖေဆုံးပြီးတဲ့နောက်စကိုင်းကိုပြောင်းရပါတယ်ပြောင်းတော့အကြောင်းသားဘဝနဲ့ကျွန်တော်စကိုင်းမြို့မှာတော်တော်ကြာခဲ့တယ်2နှစ်နီးပါးပေါ့နော်အဲ့ဒီအချိန်မှာစကိုင်းရဲ့အငွေအသက်စကိုင်းရဲ့အတွေ့အထိစကိုင်းရဲ့သဘာဝပတ်ဝန်းကျင်တွေကကျွန်တော်ကိုဆွဲဆောင်မှုအများဆုံးပေးခဲ့တဲ့နေရာပါအဲ့ဒီအချိန်မှာလည်းကြော်ကြားအောင်မြင်နေတဲ့ကိုခင်လာကြီးကိုမင်းအောင်တို့တခြင်းတွေကကျွန်တော်တို့နေဒီဘက်မှာပြန့်နှံ့နေတယ်ဆိုတော့မေလှမြင်တခြင်းတွေကအဲ့တော့ကျွန်တော်ကျောင်းသားဘဝလည်းကိုကနေပြီးတော့စိတ်ကူးလေးတစ်ခုဖြစ်ခဲ့တယ်အဲ့ဒီမှာသခိုင်းမှာကျောင်းသားဘဝရဲ့အမှတ်တရအဖြစ်နဲ့ကျွန်တော်ထာဝရအမှတ်တရဖြစ်စေတဲ့အကြောင်းအရာလေးတစ်ခုမှတ်တမ်းတင်ရေးမယ်လို့ကျွန်တော်စိတ်ကူးခဲ့ပါတယ်လူတိုင်းမကင်နိုင်ကြတဲ့သမှုရအလွန်အငွေတန်းလေးတွေရတန်ဖွင့်တော်မူတစ်ခုနဲ့ကျွန်တော်ရေးဖွဲ့ခဲ့တဲ့သခြင်းကတော့ကိုကျော်ညွန့်ကြီးတည်ဆိုခဲ့တဲ့လွမ်းမဖြေသာကမ်းစရာဆိုတဲ့သခြင်းမှာ
အောင်မြေကနောင်ငယ်ပေမဲ့အောင်မြေရာအကြောင်းတွေရဲ့ကမကုန်နိုင်နဲ့ကြံရအတွေ့ကနွမ်းချီမကွယ်ပြန်လဲဆွေးပြကမ်းစီရဝဲပြန်လဲတွေးမိပြန်ရင်လဲရင်ဝဲနှလုံးသားကနာကြည့်မိရဲ့မိရဲ့ဟိုစဉ်ချိန်တုန်းကကွယ်မောင်နဲ့မေအော်နှစ်ယောက်သားအပြုံးစကားအားများနဲ့နှလုံးသားချင်းပေါင်းရှက်ခါရဲ့ကမ်းစရာရိပ်ပဲပန်းဖြည့်သိက်ခါတူနဲ့တူမျိုးမလောက်ယူရကြသေးတယ်မြေရာတကြောဝဲမျောနေကြတဲ့ဒေတာများလိုပဲကွယ်ကိုလိုနှုတ်သားမယ်စီတာများလည်းမရှိပဲနဲ့ရဲ့ချစ်ရင်တကြောဝဲလွင့်မျောနေခြင်းနဲ့လို့မေရဲ့နှုတ်ဖျားများကပြောခဲ့သေးတယ်မဟုတ်လားကွယ်တကြောဝဲမျောနေကြတဲ့ဒေတာများလိုပဲကွယ်ကိုလိုနှုတ်သားမယ်စီတာများလည်းမရှိပဲနဲ့ရဲ့ချစ်ရင်တကြောဝဲလွင့်မျောနေခြင်းနဲ့လို့မေရဲ့နှုတ်ဖျားများကပြောခဲ့သေးရဲ့မဟုတ်လားကွယ်ပကြီးစံနဲ့ဆရာလှများကိုဘဝအတွက်မမေ့စရာများရဲ့လို့နှုတ်သားယုံကြည်ခြင်းများထားကြရဲ့မသွေးဆက်ဆက်သစ္စာစကားနာငါရွယ်ရွှေကျဲရဲ့ဖျားထံမှာကွယ်မှန်းရွယ်စိတ်တွေနဲ့သစ္စာကိုင်းများတိုင်ကြရဲ့သေးတယ်နောက်တော့လဲကွယ်နောက်ချစ်ပြောပွဲအရေးတွေးထားကြရဲ့ဟောင်းလေးဘောဝဲပြေးကြတာကွယ်မောင်မင်းတော့ကွယ်တေးများသာဖလဲအော်ခုတော့မင်းအတွက်ကွယ်ဇရာလှများလေမုန်တိုင်းထန်နေပြီလားကွယ်အကြောင်းခံစရာဘဝများကရဲ့မောင်းမကန်တာလှများဝဲမေးမိတ်ခါဇရာကံကိုကွယ်မလွမ်းတော့သူကြီးရဲ့ဖြစ်သည်များအကြောင်းကိုသာကိုမဖြစ်ရမှာတော့လွမ်းရင်ဆွေးပြမဖြစ်တာရဲ့မှန်းစိတ်တွေသာနေရကွယ်စခန်းရဲ့ရာကံကြီးစရာဝဲ
များအဝဲမေမိတ်ခါဆရာကံကိုကွယ်မလွမ်းတော့သူကြီးဖြစ်သည်များအကြောင်းကိုသာကိုမဖြစ်ရမှာတော့လွမ်းရိပ်ဆွဲပြမပြေတာတဲ့မှန်းစိတ်တွေသာနေကြ